ဖြစ်ချင်တာတွေဖြစ်မလာတဲ့အခါလှုပ်ချင်တာတွေလှုပ်ခွင့်မရတဲ့အခါလှုပ်နေသမျှအရာမြောက်တဲ့အခါမှာစိတ်ပန်းလူပန်းဖြစ်ပြီးစိတ်ဓာတ်တွေကျလာရင်ဒီလိုစာမျိုးလေးတွေကိုကျမဖတ်ပြီးစိတ်ဓာတ်စစ်စင်ရေးလှုပ်ဖြစ်ပါတယ်ကျမတို့တခုခံစားနေရသူများအတွက်မျှဝေလိုက်ပါတယ်လူအများကလောကကြီးကိုပြောင်းလဲခြင်းကြတယ်ဒါပေမဲ့ကိုယ့်ကိုယ်ပြောင်းလဲဖို့တော့မြင်နေကြတယ်သူတစ်ပါးကဘလောက်ပဲစိုးနေပါစေကိုယ့်ကိုနာကျင်အောင်လုပ်ခဲ့ပါစေသူ့ကိုခွင့်လွှတ်တတ်ရမယ်လက်လွတ်တတ်ရမယ်ဒါမှတကယ်ပျော်ရွှင်မှုကိုကိုကရနိုင်မှာဖြစ်တယ်ပျော်ရွှင်ချိန်မှာဒီပျော်ရွှင်မှုဟာထာဝရမဟုတ်ဘူးဆိုတာနားလည်ထားရတယ်လို့စိတ်ပြအားငယ်ချိန်မှာလည်းဒီအားငယ်မှုတွေဟာအမြဲတမ်းမဟုတ်ဘူးလို့နားလည်ရမယ်ဒီနေ့ရဲ့တစုထိုးကမနေ့ပြန်အတွက်နောင်တကိုဖြစ်စေတယ်စကားတစ်ခွန်းနဲ့လူတရားရဲ့ဘဝကိုပျက်စီးစေနိုင်တယ်စကားအခွန်းတစ်ထောင်သုံးမှလူတရားကိုပြုစုပြောထောင်နိုင်တယ်ဒါကြောင့်တိပ္ပဇက်ပြားမှာကိုချင်းစာတရားကိုချိတ်ဆွဲထားပေးပါကိုယ့်ရဲ့အသိဉာဏ်ပညာကြားမှာစိတ်ကြီးဝင်တဲ့ပေါင်းမြတ်တွေကိုစိုက်ပျိုးမထားပါနဲ့ကိုယ့်ရဲ့ဝင်ကြွားတဲ့စိတ်ကြောင့်အသိဉာဏ်တွေရုပ်ရော့မသွားပါစေနဲ့သူ့ကိုမနာလို့ဖြစ်တိုင်းကိုယ့်အတွက်ဘာကောင်းကျိုးမှမဖြစ်စေဘူးသူ့ကိုမနာလို့ဖြစ်တိုင်းသူ့အောင်မြင်မှုတွေရော့သွားမှာမဟုတ်ပါဘူးအခွင့်အရေးကိုဖန်တီးသူဟာထက်မြက်သူအခွင့်အရေးကိုစောင့်မျှော်သူဟာတုံးရသူသူတစ်ပါးရဲ့အထင်မြင်ကိုအရင်နားထောင်ပါကိုယ့်ယူဆကိုထုတ်ပြောဖို့မလောပါနဲ့ပလင်းချင်းအတူတူဘာကြောင့်ကိုပလင်းနဲ့စိတ်တွေထည့်ရမှာလဲခံစားတတ်တဲ့စိတ်ချင်းအတူတူဘာကြောင့်ကိုယ်စိတ်ထဲမပျော်ရွှင်တာတွေထည့်ရမှာလဲရိုးသားမှုရှိလာတဲ့အခါလောကမှာဘယ်သူမှကိုယ့်ကိုလိမ်ညာလို့မရနိုင်တော့ဘူးသူတစ်ပါးကိုထိခိုက်နာခြင်းမှုမျိုးနဲ့ကိုယ့်အဖြစ်ကိုယ်ဆိုးကျိုးကိုဖုံးကွယ်တတ်တဲ့လူလောက်ရှစ်ဖို့ကောင်းတာမရှိဘူးလောကမှာဘယ်တော့မှသပုတ်လေလေအပြောမခံရတဲ့လူမရှိသလိုအမြဲတမ်းချီးကျူးခံနေရသူလည်းမရှိဘူးစိတ်နေခြင်းဟာမဟုတ်မမှန်သပုတ်လေလင်းသတင်းတွေအတွက်အကောင်းဆုံးဖြစ်တယ်လူတွေကကိုယ့်ကိုကြောက်တယ်ဒါခုံစရာမဟုတ်ဘူးလူတွေကကိုယ့်ကိုနှိမ်တယ်ဒါရှက်စရာမဟုတ်ဘူးတခြားသူကကိုယ့်ကိုစိတ်နှောက်ယှက်ဖြစ်စေတာမဟုတ်ဘူးကိုကတခြားသူရဲ့စကားကိုယူပြီးကိုယ့်ကိုယ်စိတ်နှောက်ယှက်ပေးတာပါတက်ရှည်ကျမ်းမာခြင်းရဲ့လှုပ်ဝက်ချက်ကဘာလဲလူုံတယုံမှာအသက်ရကျော်တဲ့အမေတို့ရှိပါတယ်အဲ့ဒီအမေဟာနေတိုင်းပြုံးပြုံးရှင်ရှင်တက်တက်ကြွကြွနဲ့စားနိုင်တောက်နိုင်ပြီးလန်းလန်းဆန်းဆန်းနေခဲ့လို့လူအများကသူ့စီမှာအသက်ရှည်ကျမ်းမာရခြင်းရဲ့လှုပ်ဝက်ချက်ကိုမေးမြန်းခဲ့ကြတယ်အမေကအမေခုလိုအသက်ရှည်ကျမ်းမာနေတာဟာနေတိုင်းစိတ်နှလုံးတောက်လို့ပါမနက်မိုးလင်းချိန်မှာကျင်းတဲ့ရောင်ရဲခြင်းဆိုတဲ့ဆေးကိုတောက်ပြီးညအရာဝင်ခံဒီမှာကျေးဇူးတင်ခြင်းဆိုတဲ့ဆေးကိုတောက်ပါတယ်လို့ဖြေပါတယ်။ရွေးရှိတောက်ရင်အကျိုးထူးပါတယ်။ဒီဆေးနှမျိုးတောက်တိုင်းအသက်ရှည်ခြင်းမှရှည်နိုင်ပေမဲ့ဒီကိုကောင်းမွန်တဲ့စိတ်နေစိတ်ဓာတ်တစ်ခုရှိစေနိုင်တာကတော့အမှန်ပါပဲ။နေတိုင်းငြိမ်းချမ်းတဲ့စိတ်ပြေဝတဲ့စိတ်နဲ့ကိုယ်ဘေးပတ်ဝန်းကျင်ကလူတွေနဲ့တားစာတာဖြစ်စေမှာဖြစ်တယ်။ဒီဆေးနှမျိုးကိုအမြဲတောက်သူကသူတို့ရဲ့ဘဝသူတို့ရဲ့လူနေမှုကတမန်ရိုးစင်းနိုင်ပေမဲ့ကျင့်တတ်မှုကိုရနိုင်ပါတယ်။သူတို့ဟာတခြားသူတွေနဲ့ပြိုင်ဆိုင်မနေဘူးလိုက်တူမနေဘူးဒီစင်းနှမျိုးကိုအမြဲတောက်သူကရှင်ထဲမှာကျေးဇူးတရားကိုအမြဲသတိရတယ်ကိုယ့်ကိုကူညီခဲ့သူအားပေးထောက်ခံခဲ့သူတွေကိုကျေးဇူးသိတတ်တယ်အပေါင်းရဲ့ဖော်မိသားစုအိမ်နီးချင်းလုံးပေါ်ကိုင်းဘက်တွေရဲ့ကျေးဇူးကိုသိတယ်ကိစ္စအသေးမွားကိုတင်းမှတ်ထားတဲ့သူတွေမဟုတ်ဘူးကိုယ့်ရဲ့ပေါ်မလေးစားသူကိုလည်းအညှို့မထားဘူးအဖက်ဖက်ကကောင်းမွန်ပြည့်စုံတဲ့လူတချို့ကိုတွေ့ဘူးကြပါလိမ့်မယ်သူတို့ဟာဘဝမှာမပြောကြဘူးစိုးရင်ပူပန်နေရတယ်မောပန်းနေရတယ်လူချင်းဆက်ဆံရေးမှာလည်းအဆင်မပြေဖြစ်ရတယ်ဒါဟာဒီစင်းနှမျိုးကိုသူတို့မတောက်ကြလို့ပါပဲလူတော်တော်များများဟာအဆင်မပြေတာနဲ့ကြုံတဲ့အခါလောကကြီးကိုအပြစ်တင်တယ်ကံတရားကိုအပြစ်တင်တယ်ကိုယ့်ကိုယ်ကိုအပြစ်တင်တယ်တကယ်တော့အပြစ်တင်တိုင်းအခက်အခဲတွေကပြေလည်သွားမှာမဟုတ်ပါဘူးဝမ်းနေကြေခွဲတိုင်းအခြေအနေကိုလည်းပြောင်းမရဘူးဆိုတာတခြားလူထက်ကိုယ်ကိုယ်တိုင်ပိုသိပါတယ်ဒါဆိုရင်သင်ရဲ့စိတ်ရှုပ်စရာတွေကိုခဏဘေးဖယ်ထားပြီးရှုပ်ထွေးတဲ့စိတ်အစဉ်ကိုတည်ငြိမ်စေပြီးအသစ်တစ်ပံအစားကပြန်စားခဲ့မယ်ဆိုရင်သင်သတိထားမိမှာကဘလောက်ပဲအုပ်ဆိုင်တဲ့တစ်ပင်အောက်မှာသင်ရက်နေပါစေခေါင်းမော့ကြည့်လိုက်တာနဲ့မျောလင်းချက်အလင်းတဲ့တချို့ကသင်အတွက်ငင်းဖြာနေမယ်ဆိုတာပါပဲဒီကနေ့ကိုမနေ့ကထက်ကျန်းကျန်းမာမာဖြတ်သန်းမယ်ဒါကိုတိုးတက်တယ်လို့ခေါ်ပါတယ်ရှစ်တမိနစ်ကအလိုမကျခဲ့တာကိုအခုလက်ရှိမှာမကြေမနက်မပြောဆိုဘူးဒါကိုတင်းငိမ်စိတ်လို့ခေါ်တယ်မနေ့ကရဲ့မကောင်းတဲ့ခံစားချက်ကိုဒီကနေ့အထိသယ်မလာဘူးဒါကိုရင့်ကျက်တယ်လို့ခေါ်ပါတယ်မနေ့ကဆုံးရှုံးခဲ့တဲ့အရာအတွက်ဒီကနေ့မှာဝမ်းနဲ့ကြေကွဲမနေပါဘူးဒါကိုလွှတ်ချတယ်လို့ခေါ်ပါတယ်တနေ့တာရဲ့ဆူဆောင်းခြင်းကိုမနေ့ပိုင်းကနေစတင်ရတယ်မျက်နှာပေါ်ကအပြုံးကလူတိုင်းအတွက်အကောင်းဆုံးရင်းနှီးပါမျှော်လင့်ချက်ကြီးကြီးထားပါအကောင်းဆုံးကြိုးစားပါအဆိုးဆုံးအတွက်ပြင်ဆင်ထားပါကောင်းတဲ့စိတ်နေသဘောထားကိုစုပ်ကိုင်ထားပါမှတ်ထားတင်တာကိုမှတ်ထားပါမေ့တင်တာကိုမေ့လိုက်ပါပြောင်းလဲနိုင်တာကိုပြောင်းလဲပါအမှန်တရားကိုလက်ခံပါညီအောင်ကြီးကအမြဲတလွယ်ပါတယ်နေ့ရက်တိုင်းကအမြဲလှပပါတယ်မိတ်ဆွေကနည်းနည်းလျှောက်ချင်ရင်တယောက်တည်းလျှောက်ပါတကယ်လို့မိတ်ဆွေဝေးဝေးလျှောက်ချင်တယ်ဆိုရင်တော့အဖော်နဲ့လျှောက်ပါဒါကအာဖရိကစကားပုံတစ်ခုဖြစ်ပါတယ်ဒီစကားကို2009နိုဘယ်ဆုရှင်အမေရိကန်ဒုတိယဥက္ကဋ္ဌဟောင်းကဟောပြောပွဲတစ်ခုမှာပြောခဲ့တာဖြစ်တယ်တကယ်တော့လူဘဝလန်ခီးကိုတယောက်တန်းရှောက်လန်းလို့ရတယ်လို့အများနဲ့လည်းရှောက်လန်းလို့ရပါတယ်တယောက်တည်းကလွတ်လပ်တယ်ကိုလှုပ်ချင်တာကို
ဒါရိုက်ချက်ချင်းလုပ်လို့ရတယ်ဒါကြောင့်ရှောင်လန်းရတာပုံမြန်တယ်ဒါပေမဲ့လူတစ်ယောက်ရဲ့အင်အားကအကန့်အသတ်ရှိတယ်ဒါကြောင့်ဝေးကိုရှောင်လန်းနိုင်ဖို့ရခက်ခဲတယ်လူ2ယောက်ဒါမှမဟုတ်လူများစုပေါင်းစုတာကအင်အားဖြစ်တယ်လူများနဲ့ပေါင်းစုလုပ်ရင်ကြီးကြီးမားမားကိုလှုပ်ဆောင်နိုင်တယ်ဒါပေမဲ့လူများရင်အငင်းပွားမှုတွေရှိတတ်တာဟာသဘာဝပါဒါကြောင့်အချင်းချင်းပူးပေါင်းဆောင်ရွက်မှုတွေလိုအပ်လာတယ်တစ်ယောက်တည်းပဲရှောက်2ယောက်တည်းပဲရှောက်အဓိကကတော့ရှေ့ကိုတက်တက်မတ်မတ်နဲ့တတိရှိရှောက်လန်းနေဖို့ပဲဖြစ်ပါတယ်